အားလုံးပဲမင်္ဂလာပါ Jackie Football Channel နဲ့ပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုလုပ်ပြပေးမယ့် training လေးကတော့ကျွန်တော်တို့ကစားသမားတွေလျှို့ဝှက်လက်နဲ့ training လေးပဲဖြစ်ပါတယ်ဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်တို့ချက်တော့လိုက်ကြည့်လိုက်ရအောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Jackie Football Channel လေးကို like and subscribe လုပ်ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်